ကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်တုန်းကပေါ့နော်တီးလင်္ကာနိုင်ငံဒီရှရီလင်ကာကိုပထမဆုံးရောက်တယ်အဲ့ဒီတုန်းကဒီနိုင်ငံမှာမီးပြတ်တဲ့အချိန်ပေါ့မီးအကြီးကျယ်ပြတ်တဲ့အချိန်ပေါ့အဲ့တော့ကျွန်တော်ကနေ့လယ်စာထမင်းစားဖို့အတွက်ဆိုင်ကိုသွားတဲ့အချိန်မှာရာသီဥတုကလည်းအရန်ပူတော့ကျွန်တော်အပေါ်တက်မှာaircon ဖွင့်လာတဲ့အခန်းပေါ့နော်အဲ့ဒီကိုတက်သွားလိုက်တယ်တက်သွားပြီးကျွန်တော်ထမင်းစားရပေါ့နော်ထမင်းစားလို့လည်းပြီးတော့ကျွန်တော်ကဘေလိုယူလိုက်တဲ့အချိန်မှာပေါ့နော်အဲ့မှာဘေလ်မှာတက်ပေါ့နော် air conditioning charges ဆိုပြီးတော့တက်ရေးတာပဲပေါ့နော်အဲ့ဒါကျွန်တော်နည်းနည်းတော့ထူးဆန်းသွားတယ်ပေါ့နော်သူကအဓိပ္ပာယ်ကဘာလဲဆိုတော့အကယ်လို့အပေါ်တက်မှာတက်ပြီးတော့ aircon ဖွင့်လာတဲ့ခန်းမှာတက်စားရတယ်ဆိုရင် air conditioning charges တက်အပိုပေးရတယ်ပေါ့နော်အကယ်လို့မဟုတ်ဘဲနဲ့အောက်မှာအပွင့်နေရာမှာစားရတယ်ဆိုရင်ပေးစရာမလိုဘူးပေါ့နော်အခုကျွန်တော်ဒီခေါက်ရောက်လာတော့ကျွန်တော်က hotel လို့ပေါ့နော်အစားတောက်မှာဖို့အတွက် delivery app ကနေပြီးတော့ထမင်းမှာစားတယ်ပေါ့နော်မှာစားတဲ့အချိန်မှာတွေးလိုက်ရတာဒီမှာ fuel charge ဆိုပြီးတော့တက်အပိုပေးရတယ်ပေါ့နော်ဒီနိုင်ငံရေးပြဿနာအကြောင်းစီစီတက်သွားတဲ့အပေါ်မှာစီစီတက်အပိုပေးရတယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါဒီမှာပုံမှန်အဖြစ်ပေါ့နော်ကျွန်တော်စီးပွားရေးလုပ်ငန်းတွေကအဲ့လိုမျိုးဖြစ်လာတယ်ဆိုရင်သူတို့အနစ်နာခံပြီးတော့စိုက်လိုက်တယ်ဒါမှမဟုတ်ရင်ဈေးကိုတင်လိုက်တယ်ပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်ဘူးဗျသူတို့ကဒီဖြစ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ပတ်စံပိုကောက်တာရှိတယ်ပေါ့နော်အကယ်လို့ဒီပြဿနာပြီးသွားပြီဆိုရင်ဒီပိုကောက်တဲ့ charges တွေကပျောက်သွားမှာပေါ့နော်အဲ့လိုမျိုးသဘောစိတ်ဝင်စားစရာကောင်းလို့ပါ